ဒီဗီဒီယိုထဲမှာပါတဲ့မိုရီကိုဂျန်နိုဒါမာလူစီယမ်လို့ခေါ်ပါတယ်။ဒါတွေကိုအမောင်းနေနဲ့သုံးဆွဲပါတယ်။ဘာကြောင့်ဒီမိုရီအကြောင်းကိုပြောပြနေတယ်လဲဆိုတော့သူတို့မှာအကျိုးကျေးဇူးတွေရှိလို့ပါ။အသီးမှာထရီတာပီနိုင်ပေါ်လီဆက်ကစသည့်ဓာတုဓာတ်တွေပါဝင်နေပါတယ်။ဒီအစုံမုံမျိုးစေ့တွေကိုအရင်စိုက်ပျိုးရတဲ့အတွက်အချိန်တကူစောင့်ပြီးမှဖိုင်နယ်ရလက်ကိုရပါတယ်။သူထဲမှာပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ထရီတာပီနိုင်တွေဟာအသေးကိုထောက်ပံ့ဖြစ်စေပြီးအောက်ဆီဒိတ်တွေထိခိုက်မှုကိုလည်းတားဆီးပေးပါတယ်။ပေါ်လီဆက်ကိုက်တွေကထဲမှာတော့ကိုခံအားစနစ်တွေကိုထိန်းညှိပေးဖို့ကူညီပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။နောက်ပြီးစတာရောနဲ့နျူကလ িরাইড ဓာတ်တွေလည်းပါဝင်နေပါသေးတယ်။များသောအားဖြင့်ဒီဟာတွေဟာသုတေသနအများစုမှာတော့စမ်းသပ်လေ့လာရေးအဆင့်ဖြစ်ပြီးလူပေါင်းများစွာအပေါ်လေ့လာဖို့ကြန့်ရှိနေပါသေးတယ်။အသုံးမပြုခင်ဆေးဘက်ဆိုင်ရာအကြံဉာဏ်ယူသင်ပါတယ်။သူကိုကြိုက်နေတဲ့စွာမိဝဲကြသူတွေကတော့ကက်ဆူးပုံစံတက်ပလက်တီတန့်ဆေးအမုံဒါမှမဟုတ်တခြားအရသာတွေနဲ့ပါဆက်ထားတဲ့အမုံအနေနဲ့တောက်တောင်ကြပါတယ်လို့သိရပါတယ်။ဒီအမုံတွေကိုထုတ်လုပ်ဖို့ဆိုရင်မိုရီပင်ဖူးကားတက်နေတဲ့အချိန်ထိစောင့်ရပါမယ်။ဒီလိုအချိန်ဒီမှာမှမိုရီကနေအသားတွေကိုဖဲ့ချယူရပါတယ်။ရလာတဲ့အသားတွေကိုအမုံဖြစ်အောင်လုပ်ပြီးဆေးရည်အနေနဲ့မိဝဲတောက်သုံးနိုင်တာဖြစ်ပါတယ်